လေးကနန်းသမားတွေရဲ့ဟောကိုချဲ့တင်ပေးပါမယ်လေးကနန်းသမားတွေကလွယ်ကူကူမိတ်ဖွဲ့လို့မရဘူးလေးကနန်းသမားတွေကမထင်မှတ်ထားပဲနေကြီးပွားချမ်းသာတတ်တဲ့မိတ်ဆွေနေတဲ့ဒါပေမဲ့သစ္စာရှိတဲ့မိတ်ဆွေတွေများတယ်လေးကနန်းသမားတွေရဲ့အင်္ဂါနေသားသမီးတွေရဲ့အဟောကိုတင်ပေးပါမယ်။လေးကနန်းသမားတွေအင်္ဂါသားသမီးတွေက43 22 31မွေတဲ့သူတွေကိုလေးကနန်းသမားတွေလို့ခေါ်ပါတယ်။4ရက်73ရက်တီဟာလေးကနန်းသမားတွေရဲ့ကောင်းရဲ့မိဘဖြစ်ပါတယ်။နေ့ရက်ဖြစ်ပါတယ်။22ကဒီကနန်းနန်းထိုးမယ်ဆိုရင်နှစ်ကရက်ကိုထိုးပေးပါ။အယောင်ဆိုရင်မျိုးမှိုင်းတဲ့အယောင်အကဲပေါ်မှာအနီဆိုအနီကိုမှနီပုတ်အဲအယောင်ဒီဟာလေးကနန်းသမားအင်္ဂါသားသမီးတွေအတွက်ကံကောင်းတဲ့အယောင်တွေဖြစ်ပါတယ်လေးကနန်းသမားတွေကသားသမီးတွေကနီလာကိုဆင်မြန်းခြင်းမိစီးပွားရေးလုပ်ငန်းများလုပ်ကံတဲ့အခါမှာအဆင်ပြေတတ်ပါတယ်လျှက်စစ်လုပ်ငန်းလုပ်ရင်ကောင်းပါတယ်ကလထိုင်လုပ်ငန်းကျွန်းသစ်လုပ်ငန်းလုပ်ရင်ကောင်းပါတယ်သက်လို့စားပေးခြင်းဖြင့်မျက်နှာမြင်ချစ်ခင်ပြီးတော့လူချစ်လူခင်ပေါ်ပါလိမ့်မယ်လေးကနန်းသမားတွေရဲ့အချစ်ရေးကကိုကသာချစ်ပြီးတော့သူကမချစ်တဲ့သူတွေပြတ်တတ်ပါတယ်မမကြီးတွေကိုကြီးနေနဲ့ညာတတ်ပါတယ်လေးကနန်းသမားတွေရဲ့တဲ့အစားအစာကဇီးပြူသီးတောင်ဖြစ်ပါတယ်လိမ္မော်သီးဖြစ်ပါတယ်လေးကနန်းသမားတွေကြောင့်တဲ့လေးကနန်းသမားတွေရဲ့တဲ့နေ့နိုင်ကတနင်္လာသားသမီးစနေသားသမီးဖြစ်ပါတယ်လေးကနန်းသမားတွေက3ရက်21ရက်တီမှာအန်တီရရှိတတ်ပါတယ်15ရက်18ရက်တီမှာအိမ်အောင်ကြတတ်ပါတယ်24ရက်28ရက်တိမှာယောဂအကြီးကြီးတက်ထန်ပြတ်တတ်ပါတယ်ဒီကံသမားအင်္ဂါသားသမီးတွေချဲစီမှာအဆောင်ရုပ်ထုလုပ်တဲ့မှာတဲ့ဒီနှစ်2025ကန်ညံ့နေပါတယ်ချဲစီမှာအဆောင်ရုပ်ထုလုပ်ချင်တယ်ဆိုရင်ထောင်နဲ့မြည်သည့်အယုတ်မဆိုလုပ်လို့ရပါတယ်လောက်ခက6လစာ9နှစ်စာ3နှစ်စာ6နှစ်စာတသက်တာဆိုပြီးတော့ရှိပါတယ်ဈေးနှုန်းတွေလည်းအမျိုးမျိုးရှိပါတယ်ရင်းကနန်းသမားအင်္ဂါသားသမီးတွေကချဲစီမှာအဆောင်ရုပ်ထုလုပ်ချင်တယ်ဆိုရင်ဆက်ဖုန်းနံပါတ်39 250 95 160တို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ချဲဟောကန်ကိုလာစရာမလိုပါဘူးနိုင်ငံခြားကလည်းမေးလို့ရပါတယ်နိုင်ငံခြားတွေပြီးတော့ထောင်းတဲ့အယုတ်ပုံလေးတွေကိုရိုက်ပို့ပြီးတော့အသစ်ဖြစ်ရပါမယ်ခြေအားတွေပြီးတော့ဒီအားတွေပြီးတော့အစွမ်းနဲ့လုတ်ပေးလိုက်ပါတယ်အမြင့်နေရာမှာထားရပါမယ်လုံးတဲ့နေရာမှာထားလို့မရပါဘူးအောက်ပြုတ်ကြလို့မရပါဘူး6လဆိုရင်6လအတွင်းခံပါတယ်တစ်နှစ်ဆိုရင်တစ်နှစ်အတွင်းခံပါတယ်3နှစ်ဆို3နှစ်အတွင်းခံပါတယ်6နှစ်ဆို6နှစ်အတွင်းခံပါတယ်တစ်သက်တာဆိုတစ်သက်တာအတွင်းခံပါတယ်အခုချက်မွေးနေမေလာမှုအဆောင်ရုပ်ထုစည်းတွေအမတန်မှချထားတယ်အမတန်မှတန်ပါတယ်ဒါကြောင့်မလို့ချက်ကိုသေးသေးချာချာမေးပေးပါကျေးဇူးတင်ပါတယ်